ဟုတ်ကြဘာလို့ ဘာမလို့ CDP တက်တာလေ ဟုတ်လားဒီမှာ ဟမ် ဟိုမှာတက်ဟောဟောမိုက်သွားတယ်နော် ဘာကဲရမှာကလေးတွေ Ừ. အခုဆိုလို့ရှိရင်ဟိုမှာ2ယောက်မအိတ်သေးဘူး 2ယောက် အောင်ကြည့်လို့ရပြီနော် အခုကဒီအဝင်ရောအထွက်ရောအကုန် CDP တက်လိုက်တယ်ကြတာကတော့ဟိုပေါ့ပတ်စံတော့ကုန်တာပေါ့မင်းမလားဒါပေမဲ့ကလေးတွေရဲ့ security ဆိုတာလိုအပ်တယ်လေဟုတ်ကလေးတွေရဲ့ security လိုအပ်တယ်လေဘာလို့လဲဆိုတော့ကလေးတွေမှာစော်တာတို့ပြုတ်ကြမှာတို့နော်အဲ့ဒါတွေကြည့်ရတယ်မိုက်လား မှန်ပါဟိုမှာငါတို့လည်းများနေရောက်လည်းပါတယ်အရင်တော့ဆိုရင်တော့မျက်စိနှလုံးလေးလုံးပဲပေါ့နော်ပြီးလုံးသမားတွေလည်း အခုဧည့်သည်တွေလာလဲဧည့်သည်တွေကိုအားနာပြီးတော့အပေါ်တက်တယ်ပဲတက်ဆရာမလို့တော့လေ ဟုတ်တယ် ဟုတ်ပါဧည့်သည်တွေလာလဲဒီ CT မှာလှမ်းကြည့်လိုက်မြင်နေရဟုတ်အခုကဒီ CD ကင်မရာတက်လိုက်တော့တစ်ခုပါကောင်းသွားလဲဆိုတော့မျက်လုံးနှလုံးနဲ့ငါတို့6လေးလုံးနဲ့လှုပ်ဆရာမလို့တော့ဒီနှလုံးလေးနဲ့ကြည့်လိုက်သူတို့အကုန်လုံးကာကွယ်မှုလုံးကြုံနေသူမြင်ရ မဟုတ်ဧည့်သည်တွေကိုအားနာပြီးတော့ပြသူတို့လည်းလမ်းလျှောက်ရတာဟုတ်တယ်တနာပဲသူငါတို့လာနေကိုတွေကနည်းနည်းကျင်းတော့လာတဲ့ခကြီးလည်းဝယ်တယ်ဗျအလူရှင်တယောက်စီတိုင်းအောင်လည်းကျေးဇူးတင်တယ်ဘာလို့လဲဆိုသူတို့ကပြင်းမနဲ့လာလူတဲ့လူလည်းရှိတယ်တစ်ဖက်နိုင်ငံတွေမအားနဲ့ဒါတော့မှလာလူလည်းရှိတယ်အဲ့လိုမျိုးရှိတယ်တချို့ကကလေးတွေသမင်းစားတာလေးတွေကိုသူတို့ပီတိလေးပြီးချင်တယ်ကြည့်အဲ့လိုလည်းရှိတယ်အဲ့တော့ဘယ်ကတော့သူတို့အထက်မှာဝင်မကြည့်ကြရင်တော့မှဒီမှာထိုင်ပြီးတော့ဗောနော် CTV လေးနဲ့သူတို့ကလေးသမင်းစားတာကိုလည်းတွေ့ရတယ်လေအားလည်းကောင်းလို့နော်ဒါမှကောင်းပါလေ CTV ကပထမညကြတက်ထားတာအားလုံးပါပဲရှိမယ်လေလေးလုံး 3လုံးနော်ကိုစီနော်ဘော9လုံးလေးလုံးအခု2လုံးဆက်တိုးလိုက်တယ်6လုံးဖြစ်သွား6လုံးကောင်းပါလေကြည့်ကြည့်တယ်အခု7လုံးပဲမနေဘူးပြရတယ်မင်းမဒါတော့မိုက်သွားတယ်စီဒီကမတက်ဒါဆိုနောက်ပိုင်းဆိုရင်လူပြိုပေါက်တွေဖြစ်မယ်အပြိုလေးတွေဖြစ်လာမယ်ဆိုတော့သူတို့အတွက်လည်းစိတ်ဖြစ်သွားမယ်လေဟုတ်တယ်အခုခေတ်လူငယ်တွေကအရန်အုံနောက်ပြေးတာအခုခေတ်လူငယ်တွေကဘယ်လောက်ထိအုံနောက်ပြေးလဲဆိုရင်လူကြီးတွေရဲ့ memory ကိုကြော်ဖို့အတွက်သူတို့ကြိုးစားတာအကွဲအရန်ကြိုက်ကြတာသူတို့ကအခုခေတ်လူငယ်တွေပေါ့ဒါကြားကလေးတော့မပါပါဘူးလူငယ်တွေကိုပြောတာသူကအမှောင်ကြိုက်တယ်အလစ်ကိုကြိုက်တယ်ကိုရီးယားအငိုက်ကိုသူတို့စောင့်နေတာမသူတို့မှာဘာပူပင်ရှိလို့လဲစားမယ်တောက်မယ်အိမ်မယ်ငါတို့ကအပူပင်ရှိတယ်လေလူကြီးနဲ့ကလေးနဲ့မတူတဲ့အချက်လေးတွေအဲ့ဒါလေးတွေပေါ့သူတို့ကအမှတ်ညာပိုကောင်းတာဘာလို့လဲဆိုတော့သူတို့မှာအပူပင်တော့ကမရှိတဲ့ပုံမှာသူတို့ကတင်ယူမဲ့အမှတ် memory ပေါ့သူတို့ကတင်ယူမဲ့ memory တွေသူတို့မှာအများကြီးရှိတယ်ငါတို့မှာကြတော့တင်ယူဖို့မပြောနဲ့လေကိုမိသားစုဘယ်လိုစားရမလဲဒီကောင်လည်းပူကျွမ်းတယ် memory ကောင်းတယ်မလုံနဲ့ဖေး memory ကောင်းတယ်နေမကောင်းတာတော့မကြည့်ပိုးထားနင်းအဖေလို့လုပ်တယ်အမှန်ပါနော်မိုက်ပါဘယ်လူပဲလာလေကြည့်ကောင်းတယ်နော်ခေရကလေးတွေဒီမှာဒီကလေးတွေကပါလဲဆိုတော့ CD ကင်မရာကိုကြည့်ပြီး TV တင်နေကြတာသူတို့ရုပ်သူတို့တွက်တော့ရန် TV တော့မှသူတို့ရုပ်တွက်တယ်သူရန်ပြောကြတာသိလားသူတို့အားတကူလည်းရှိသေးတယ်မေအဲ့ဒါသူတို့ပြောနေတယ်သူတို့ရောက်သူတို့ပြင်ရလို့ပြောနေသူမသားတို့ရုပ်ရှင်ရိုက်ကြမလို့တော့တွေ့လားရုပ်ရှင်နဲ့မတားလိုက်ပုံကိုဒါရုပ်ရှင်ဆိုတဲ့လောကကမြေပြင်ပေါ်မှာဖြစ်နေတဲ့အိမ်တော်ကြီးဇလန်းတွေဟုတ်လားအကျွေးတင်တဲ့ဇလန်းတွေနော်ဘယ်ဇလန်းမှမဆိုမြေပြင်ပေါ်မှာရှိတဲ့ဟာကိုယူပြီးတော့တို့ကပြန်ရိုက်ပြတာငါတို့ရှိသားပွားပေးကတည်းကအဖေကမူးတယ်မအေးကအလုတ်ရှာကျွေးရတယ်ဘာလို့လဲအလုတ်ရှာကျွေးရတယ်ဖေကအရက်တွေတောက်မယ်အိမ်မှာအိမ်မယ်မိမကိုပြဿနာရှာမယ်တာသမီးတွေစိတ်မချမ်းသာဘူးဆိုတာကရုပ်ရှင်ရဖြစ်လာတာမဟုတ်လူတွေရှင်းကနေရုပ်ရှင်ကြီးရောက်သွားတာဟုတ်ပါ family တူစီရရောက်သွားတာပေါ့ဒါပေမဲ့တော်တယ်ဆိုလို့ရုပ်ရှင်ဇာတ်လမ်းမှာတော်တယ်ဆိုရင်ဘာတော်လာမလဲဆိုရင်ကင်မရာရိုက်တာလို့နော်ဒီပါလေအမျိုးမျိုးရှိတာပေါ့နော်လူတယောက်ကိုတစ်ချက်ကလာကားတွေဆိုကောင်းတယ်လေတစ်ချက်တည်းဒီကနေထိုးလိုက်တယ်ဒီကနေပြီးအောက်ထက်မရောက်ဘူးဆို5-6ဆယ်ရင်တော့လွတ်သွားတယ်လေမှန်ပါအဲ့လိုလူမျိုးတွေဒါအဖေကေရမှာတယောက်လောက်ရှင်ဘလောက်ကောင်းတလောက်အားတန်တဲ့လူလေဆိုတော့ရုပ်တိရှိတာရဲ့ရုပ်တိမရှိတာရဲ့နှစ်ခုကိုသူတို့ကတွဲပြီးရိုက်တယ်အဲ့တော့ရုပ်ရှင်တကားကိုကြည့်ပြီးပြီဆိုရင်အဲ့ထက်မှာယူရမယ့်ပညာရှိသလိုမယူသင့်တဲ့ဟာတွေလည်းရှိတယ်
ဆိုတော့အခုခေတ်လူငယ်တွေကဘာလုပ်လဲဆိုတော့ဘာတွေလုပ်ကြလဲဆိုတော့ရုပ်ရှင်မင်းသားလုတ်ပုံကင်ပုံတွေကိုကြည့်ပြီးသူတို့ကပြန်လုတ်ချင်နေကြမရဘူးလေဟိုမှာရုပ်ရှင်ထဲမှာရုပ်ရှင်မင်းသားတယောက်ကလူ10ယောက်နဲ့ချရင်အပြင်မှာလူ1ယောက်ချင်းချရတာဘယ်လောက်မောလဲဒါပေမဲ့သူတို့ရုပ်ရှင်မင်းသားတွေချတယ်လို့မျိုးငါတို့ချကျင်တာလေလူငယ်တွေကအချစ်ကားတွေတီးကြတယ်အမှန်ဆိုရုပ်ရှင်ကတကားကအချစ်ကားရိုက်ပြတယ်ဆိုတာကမလုတ်ဖို့အတွက်ရိုက်ပြတာဒါပေမဲ့အဲ့ဒီအချစ်ကားကိုကြည့်ပြီးအပြင်ကလူတွေကလှုပ်ချင်နေကြတယ်အမှန်သူတို့ကမလုတ်ဖို့အတွက်ရုပ်ရှင်ကလာကတကားစာတန်းထိုးပြီးဆိုရင်အောက်မှာပါလာတယ်မင်းသားတယောက်စလိတ်ကန်ပြီးသူကတော့ function ပေါ့ဟိုပါပေါ့ဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲဆိုရင်ရုပ်ရှင်ထဲမှာပေါ့နည်းနည်းကြည့်ကောင်းအောင်ပေါ့ဟုတ်တယ်မလားသူတို့ကစလိတ်တောက်ပြတာဒါပေမဲ့အောက်မှာ no smoking ဆိုပြီးရေးထားတယ်ဒါပေမဲ့အပြင်ကလူတွေတောက်လားမတောက်လားတောက်တယ်ဆိုတော့ဘယ်အရာပဲမဆိုလိုတာနဲ့ပိုရင်အန်ဒီရရှိတယ်ဟာရှိလေလိုတာနဲ့ပိုရင်အန်ဒီရရှိတယ်ဒါသားတို့လည်းအဖေကပုံမှန်တင်ပေးနေတာနော်ဂေယာမှာရှိတဲ့သားတို့သမီးတို့အဖေမတင်ပေးဘူးလားပုံမှန်တင်ပေးနေတာဟုတ်ပါရုပ်ရှင်မင်းသားလို့ကိုလိုက်လို့မရဘူးရုပ်ရှင်မင်းသားကလူ10ယောက်နဲ့ချပြီးတော့ရုပ်ရှင်မင်းသားနိုင်သွားတယ်ဆိုတာအပြစ်မှတကယ်လုပ်လို့ရမှာမရဘူးပြင်ပန်းတယ်အဲ့ဒါလေးတွေပါဆိုတော့နောင်တပေးစကားလေးတွေပေါ်သားရဲ့အဖေလည်းပညာတက်ကြီးလည်းမဟုတ်ဘူးစာပေတက်တဲ့လူလည်းမဟုတ်ဘူးအဖေရတဲ့နည်းနည်းလေးစကလုံးလေးတွေကိုအဖေကပြန်ဝင်မြတာပေါ့နော်အဲ့ဒါလေးပါဗီဒီယိုရိုက်နေတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ